ချမ်းသာပျော်ရွှင်နေလိုလျင်တရားတော်ဘဝတစ်ခုရရှိပိုင်ဆိုင်ကြတဲ့ချိန်ခါမှာဒီဘဝရဲ့စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက်ကိုဘယ်လိုနေရမလဲဘယ်လိုနှလုံးသွင်းဆင်ခြင်ရမယ်ဆိုတာကိုသိစေဖို့တရားတစ်ပုဒ်ဟောကြားနာကြမယ်တရားတော်ကိုမောမီမနာမီမှာရှိဥစွာတရားတော်ကိုဟောကြားတော်မူခဲ့တဲ့စေနေရသုံးလောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားကိုအလုံးနမောတတဘုရားရှိခိုးနဲ့ညီညီညာညာရှိခိုးပူဇော်ကြောကြရအောင်အရဟတောလူမင်းနတ်မင်းဓမ္မမင်းတို့ဤဝဆင်းကောယောပူဇော်ထူးကိုခံတော်မူတတ်ပါပေထသောအရဟတော1500ကိလေသာမှဝေကွာတော်မူတတ်ပါပေထသောအရဟတောစိတ်ွယ်ရာ၌ပင်မကောင်းမှုကိုပြုတော်မမူပြောတော်မမူကြံစီတော်မမူတတ်ပါပေထသောအရဟတောကိလေသာမံသဘုံယံကိုအောင်တော်မူနိုင်တော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တမဖောက်မပြန်တရားမှန်ကိုဆရာမကူတရားမှုဉာဏ်ဖြင့်ထိုတွင်၍သိမြင်တော်မူတတ်ပါပေထသောတတ္တဗုဒ္ဓဝါတောဣတရိယဓမ္မယတ္တသီရိကာမပယတ္တမီဘုံ6လီနှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားအားနမောနမမိရှိခိုးပါ၏အရှင်ဘုရားနမောနမမိကိုယ်နှုတ်နှလုံးသုံးပါးပြောင်းပြော့မံကိုလျော့၍ကရောယိုကျိုးလက်အုပ်မိုးကားရှိခိုးပါ၏အရှင်ဘုရားအလုံးဘုရားရှင်ကိုရှိခိုးပူဇော်ပါဘုရားရှင်ကိုရှိခိုးပူဇော်ပြီးတဲ့နောက်ချမ်းသာပျော်ရွှင်နေလိုလျင်ဆိုတဲ့တရားတော်ကိုဟောကြားနာကြမယ်အရင်တော့စိတ်ချမ်းသာကိုယ်ချမ်းသာချမ်းသာဒုက္ခပြည့်ပြည့်စုံစုံနဲ့နေဖို့အတွက်ပေါ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတရားတစ်ပုဒ်တက္ကထာဟောခဲ့ပူပါတယ်ယံပုပ္ပိတံဝိသောတိဟိပစ္ဆတိမဟုကိဉ္စနံဣသိစေနောဂဟိတတိဥပတန္တောသရိတတိတဲ့ဥပတန္တောသရိတတိဆိုတာစိတ်အေးချမ်းသာစွာနဲ့နေရလိမ့်မယ်လို့ဆိုလိုတယ်စိတ်ချမ်းသာစွာစိတ်ချမ်းသာနဲ့ကိုယ်ချမ်းသာနဲ့နေဖို့အတွက်
နောက်ဆုံးတကယ်ချမ်းသာစိတ်ချမ်းသာမှန်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာတိုင်အောင်ရောက်ဖို့အတွက်ပေါ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအချက်3ချက်ဟောခဲ့တယ်ဘယ်နှချက်ယပုပ္ပေတံဝိသောတိဟိပစ္ဆာတေမဟုကိဉ္စနံမေဇေစေနောဂဟိတတိဥပတံတောသရိတတိယပုပ္ပေတံဝိသောတိဟိဆိုတာကအတိတ်အကြောင်းကိုပြန်မတွေးနဲ့ဘာကြောင့်တိတ်အကြောင်းကိုပြန်မတွေးနဲ့လို့ဆိုလိုတယ်တိတ်ဆိုတာဘုန်းကြီးတို့ပြိဿပြီးခဲ့ပြီးတာဖြစ်ခဲ့ပြီးတာပေါ့ဒီလိုတစ်ခုပြုလုပ်ခဲ့ပြီးတဲ့ကြောင်းရာဖြစ်ပျက်ခဲ့ပြီးတဲ့ဖြစ်ပျက်အဲ့ဒီအကြောင်းရာတွေကိုပြန်တွေးတောပြီးတော့နှလုံးသွင်းတဲ့အခါမှာလည်းပဲစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တတ်တယ်ပေါ့နော်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတစ်ချက်ကအတိတ်ကိုပြန်တွေးတာမတွေးတာတိတ်ဆိုတာဒီယခုပစ္စုပန်မဟုတ်ဘူးလွန်လေပြီးတဲ့အကြောင်းအရာဖြစ်ပျက်ကဲတိတ်အကြောင်းကိုပြန်တွေးတော့လည်းပဲဘုန်းကြီးတို့ပြိဿဖြစ်ပြီးတဲ့အကြောင်းအရာပေါ်ပေါက်ခဲ့ပြီးတဲ့ဖြစ်ပျက်ကိုကိုယ်ကတစ်ခါပြန်ပြီးတော့ပြင်ဆင်ခွင့်ကြည့်ရလားကဲအသက်ပြန်လုပ်ချင်တယ်ဆိုလို့ရလားအဲ့ဒီမရတာကိုတွေးပြီးတော့လေစိတ်ဆင်းရဲတယ်ပေါ့နောက်တစ်ချက်ကယပုပ္ပေတံဝိသောတိဟိပစ္ဆာတိမဟုကိဉ္စနံပစ္ဆာတိမဟုကိဉ္စနံတဲ့မရောက်သေးတဲ့အနာဂတ်ကြီးကိုတွေးကြလဲမနေနဲ့မရောက်သေးဘူးအနာဂတ်ဆိုတာမဖြစ်သေးတဲ့ဖြစ်ပျက်မရောက်သေးတဲ့အကြောင်းအရာအဲ့ဒီမရောက်သေးမဖြစ်သေးတဲ့အကြောင်းအရာအဖြစ်ပျက်တွေကိုလှမ်းတွေးတောပြီးတော့ပူပင်နေမယ်ကြောင်းကြနေမယ်ဆိုရင်လည်းပဲစိတ်ချမ်းသာရဲ့လားစိတ်မချမ်းသာဘူးချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့ဆိုရင်တဲ့အနာဂတ်ကိုလည်းမျှော်ပြီးတော့မတွေးနဲ့ဟုတ်ပြီလားနှစ်ချက်နော်တစ်ချက်ကတိတ်ကိုမတွေးဖို့နှစ်ချက်ကနာဂတ်ကိုမတွေးဖို့မေဇေစေနောဂဟိတတိဥပတံတောသရိတတိအဲ့တော့အတိတ်ကိုလည်းမတွေးဘူးအနာဂတ်ကိုလည်းမတွေးဘူးဆိုတော့ဘုန်းကြီးတို့ပြိဿဘာမှပဲနေเสียရှိပစ္စုပန်မှာပဲနေเสียရှိတော့တယ်ပစ္စုပန်လက်ရှိဖြစ်နေတဲ့အကြောင်းအရာဖြစ်ပြဒါကိုပဲကောင်းတဲ့ထက်ဒါကိုပဲစဉ်းစားပေါ့ကိုလက်ရှိချိန်ကမှဘုန်းကြီးတို့ပြိဿလောက်ကင်နိုင်တာပစ္စုပန်မှာပဲလောက်ကင်နိုင်တယ်နော်အခုလက်ရှိချိန်ကမှဘုန်းကြီးတို့ပြိဿနေထိုင်ကြတယ်ဆိုတာလေးပဲပမာဏနေတာလေပစ္စုပန်မှာနေတာကဲနေတဲ့သူကပစ္စုပန်မှာပေါ့ကိုရောက်နေတာကပစ္စုပန်ကိုလှမ်းတွေးနေတာကအတိတ်ဆိုရင်လည်းပဲတလွဲတချော်မဖြစ်ဘူးလားကိုနေတာပစ္စုပန်မှာတဲ့ကိုလှမ်းမျှော်ပြီးတော့တွေးနေတာကအနာဂတ်ဆိုရင်လည်းပဲစီလျော်မှုရှိရလားမရှိတော့ဘူးသဟဇာတမဖြစ်ဘူးနော်အဲ့ဒီတော့ကြောင့်မို့တဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တဲ့အတိတ်ကိုလှမ်းတွေးတာအနာဂတ်ကိုမျှော်တွေးတာဒီနှစ်ချက်ကိုပေရှားကမစ္စေစေနောဂဟိတတိပစ္စုပန်မှာနေထိုင်မယ်ဆိုရင်ဥပတံတောသရိတတိချမ်းချမ်းသာသာနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာနေရမယ်လို့မြတ်စွာဘုရားမိန့်တော်မူခဲ့အဲ့တော့တစ်အချက်လေးဘုန်းကြီးတို့ပြိဿလိုက်ဆိုကြည့်ပေါ့အတိတ်ရှေးဟောင်းရှေးစကြောင်းပြန်ပြောင်းမတွေးနဲ့အတိတ်ရှေးဟောင်းရှေးစကြောင်းပြန်ပြောင်းမတွေးနဲ့အတိတ်ရှေးဟောင်းရှေးစကြောင်းပြန်ပြောင်းမတွေးနဲ့ကဲတိတ်ကအကြောင်းရာတွေးရင်စိတ်ဆင်းရဲတတ်တယ်စိတ်ဆင်းရဲစေတဲ့အချက်တစ်ချက်ထဲမှာအတိတ်ကြောင်းလှမ်းတွေးတာမပါဘူးလား
ပါတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသာဝတိပြည်စီတော်ကျောင်း၌သတင်းသုံးနေတဲ့အချိန်ဒီတရားဒေသနာဘု து ဟောတုံးဆိုတော့တန်တတိအမတ်ကြီးကိုဟောတယ်အမတ်လေတန်တတိအမတ်ကြီးဆိုတာကောသလမင်းအကိုရတဲ့အမတ်ပေါ့ဒီဘွဲတစ်ဘွဲအောင်မြင်မြင်တိုက်ခိုက်နိုင်လို့ကောသလမင်းကြီးကသူ့ကိုဆုချတယ်9 ရက်တိုင်တိုင်မင်းစည်းစိမ်မင်းချမ်းသာကိုခံစားဒီ9 ရက်အတွင်းမှာသူရှင်မင်းတယောက်လိုပဲနေရတယ်ခံစားရတယ်တော်မတန်ချစ်တဲ့ကကြည်သေးလေးနဲ့ပျော်ပါတောက်ဆမှုရေးပြီးတော့ကမ္မဂုဏ်စည်းစိမ်တွေကိုအပြည့်ဝခံစားရင်းနဲ့နောက်ဆုံးနေ့ပေါ့အဲ့နေ့မှာသူကမင်းဥယျာဉ်သွားမယ်ဥယျာဉ်တော်ထဲမှာချစ်တဲ့ခင်တဲ့ကကြည်သေးမျိုးသမီးလေးနဲ့အတူတကွပျော်ကြရွှင်ကြမယ်စားကြတောက်ကြမယ်ပေါ့မျိုးတဲ့ကနေဆင်စည်းပြီးတော့ထွက်လာရသော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်းပဲမြို့တဲ့ဆွမ်းခံအဝင်မြို့တကားဝမှာစုံကြတော့မြတ်စွာဘုရားပြုံးပါတယ်မြတ်စွာဘုရားဘာလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးပြုံးတော်မူတော့နောက်ကပါတဲ့အရှင်အနန္ဒကိုယ်တော်မြတ်ကရိပ်မိတယ်သိတယ်မြတ်စွာဘုရားတဲ့ဘယ်အကြောင်းကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးပြုံးတော်မူပါသလဲမင်းလျှောက်တော့အနန္ဒတဲ့ဟိုမှာကြည့်လိုက်စမ်းမင်းမြောက်တန်စာတွေဝတ်ဆင်ထားပြီးတော့ဆင်းပေါ်မှာမူးရင်းနေတဲ့တန်တတိအမတ်ကြီးကိုသင်ကြည့်တန်တတိအမတ်ကြီးအဲ့ဒီအချိန်ကမှမူးနေလိုက်တာခေါင်းတော့မထောင်နိုင်သင်စီးပြီးတော့နန်းတွင်ကနေဥယျာဉ်သွားတဲ့အချိန်အနန္ဒသင်ကြည့်လိုက်စမ်းပါတဲ့အဲ့ဒီမှာမင်းစည်းစိမ်မင်းချမ်းသာတွေကိုခံစားနေတဲ့တန်တတိအမတ်ကြီးဒီညနေမှာယဟန္တာဖြစ်လိမ့်မယ်တရားရလိမ့်မယ်တဲ့မြတ်စွာဘုရားဗျာဒိစကားမိတ်ကြားတယ်ကဲမြတ်စွာဘုရားရှင်တို့စကားမြည်သည်လွဲချော်တာရှိလားရှိပါဘူးခုမူးနေတဲ့သူဘာဖြစ်မှာလဲယဟန္တာဖြစ်မယ်တရားရမယ်ဆိုတော့မယုံကြည်နိုင်เสียပေါ့ကဲတမန်အပြည့်ကြည့်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တရားရဖို့ဆိုတာဒီအမတန်ကြီးကြိုးစားမှကျင့်ကြံမှနော်ကဲဒါတော့တောင်မှကြိုးစားကြင့်ကြံနေတာတော့မှဘုန်းကြီးတို့ယောဂီတွေလုံးနေလေယဟန္တာအစောတော်မနံသေးဘူးနော်လွယ်လားဟိုတဏှတိမကြီးဘာဖြစ်မဖြစ်သေးပါဘူးမူးနေတယ်နော်ခေါင်းတော့မထောင်နိုင်အောင်မူးနေတဲ့အချိန်ကမှဘုရားရှင်ကိုယ်တော်မြတ်ကြီးကအနန္ဒာတဲ့အဲ့ဒီတဏှတိအမကြီးယဟန္တာဖြစ်လိမ့်မယ်အဲ့တော့ဒီစကားကြားတဲ့သူတွေအနီးနားရှိတဲ့သူတွေပေါ့သူဗုဒ္ဓဘာသာဝင်တွေလည်းပဲရှိတယ်တချို့ကဘာသာကြားလည်းရှိတယ်ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကဘုရားစကားကိုယုံကြည်တယ်တထိတ်ချယုံတယ်မြတ်စွာဘုရားစကားမှန်ရမယ်သူမှမငြင်းဘူးတခြားဘာသာဝင်တွေကြတော့မယုံဘူးရန်ကုန်ဓမ္မတဲ့ပါဇက်တဲ့တွေ့ရပြောလိုက်တာပဲကြည်သမောင်ဒီရက်သမဘယ်လိုလုပ်ပြီးတော့တရားရမလဲပေါ့ဒီလောက်မူးနေတဲ့အမတ်ဘယ်လိုလုပ်ပြီးတော့တရားသိမြင်မလဲတကယ်လို့သာဒီနေ့မှာတရားမရလို့ရှိရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမုဒ္ဒဝါဒနဲ့ဆွတ်ဆွဲမယ်မမှန်တဲ့စကားတွေပြောတယ်ဆိုပြီးတော့ဆွတ်ဆွဲမယ်လို့သူတို့ကလည်းစိတ်ကူးတယ်ဗုဒ္ဓဘာသာဝင်သူတော်စင်တွေကြတော့လည်းပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အံ့ဩဖွယ်ကောင်းတဲ့ဉာဏ်တော်အလုံးစုံကိုထိုးထွင်းသိမြင်တဲ့အသိဉာဏ်အမတန်မှအံ့ဩစရာကောင်းတယ်ဆိုတဲ့အချက်ကိုဝမ်းသာအားရနဲ့ကြည်ညိုကြတယ်အဲ့ပရိသတ်တွေအကုန်လုံးစိတ်ဝင်စားတယ်ပေါ့ဒီနေ့တဏှတိမကြီးတရားရမယ်ရရှင်ကလည်းပဲမိတ်တော်မူပြီးတော့ဆုံးခံကြတဏှတိမကြီးကလည်းသူ့လန်းသူသွားမင်းဥယျာဉ်ရောက်တဲ့ခါကျတော့တဏီကုံပျော်ပါနေလိုက်တာတောက်ဆမှုရကခုံတီဆိုးပေါ့အာရပါရမင်းစည်းစိမ်မင်းချမ်းသာအပြည့်ကိုခံစားရင်းနဲ့အဲ့ဒီချိန်ကမှမထင်မှတ်ပဲနဲ့သူ့အမတန်ချစ်တဲ့ကတိကျလေဘာဖြစ်သွားသိသွားတယ်ရုပ်တရက်ကြီးနော်ဘလုံးမထင်စရာအကြောင်းမရှိဘူးကြမ်းကြမ်းမာမာငယ်ငယ်ရွယ်ရွယ်ကကြည်တယ်မလေးဘာဖြစ်သိသွားတယ်အဲ့ဒါမြင်လိုက်တဲ့အခါမှာဒီတဏှတိမကြီးတောကဖြစ်တယ်
ပူဆွေးတယ်ပေါ့ကဲ9ရက်လုံးသူနဲ့အတူနေသူပြုံးနဲ့သူ့ထားရစ်ခဲ့ပြီးတော့ဘဝတစ်ပါးပြောင်းသွားသန္တိမကြီးမနေတတ်ဘူးတဏ္ဍအောဟိငိုယိုပြီးတော့ပူဆွေးပြီးတော့နေသောကတွေအကြီးကျယ်ဖြစ်တဲ့အချိန်ခါမှာသောကသူတောက်ထားတဲ့အယက်သေးစာတွေပေါ့အဲ့ဒီယက်သေးစာတို့ရဲ့အစွမ်းတတ္တိကလည်းပဲပြေသွားတယ်အမှုပြေသွားတယ်ပေါ့ဒီမတိချိန်မှာသူ့ကိုနှိပ်စက်နေတာဒီသောကတရားအတရားစိတ်ဆင်းတာလားစိတ်ဆင်းရဲလားစိတ်ဆင်းရဲတယ်ဆင်းလည်းပဲဆင်းရဲကျင်စရာပေါ့ဘုန်းကြီးတို့ပြိတ္တာမထင်မှတ်เสียအကြောင်းရုပ်တရက်ကြီးမဖြစ်ဘူးလားပြောင်းလဲသွားလိုက်တာခုနကအသက်ရှိနေသေးတယ်ကကြည်တယ်မလေးသူ့နဲ့သူစားလို့တောက်လို့ပျော်လို့ရှင်လို့ရေလို့မောလို့ပေါ့ခုအသေးကောင်ကြီးဖြစ်နေပြီအသက်မဲ့တဲ့ခန္ဓာပဲကြံတော့ဖြေမစင်နိုင်အောင်တောကတွေရောက်နေတဲ့ကောသလမင်းကြီးယင်းဒီပူလွန်းလို့စိတ်ဆင်းရဲလွန်းလို့သူ့အပူတောကတွေဘယ်သူပယ်တတ်ပေးနိုင်မလဲလို့စဉ်းစားကြည့်လိုက်တဲ့အခါကျတော့မနေ့ကဖူးမြင်လိုက်ရတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတန်တတိယမသိတဲ့တရိယာတွေမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသိတဲ့အမှန်တကယ်သောကတွေကိုပယ်ပေးနိုင်ပါလိမ့်မယ်အဲ့ဒီထဲမှာဖြစ်နေတဲ့ပူလောင်မှုတွေကိုတဲ့ဘုရားရှင်ကိုရောမြတ်ကြီးသည်ပယ်ဖြောက်နိုင်စွမ်းရှိပါလိမ့်မယ်ဘုရားကေမရမယ်ပေါ့တခြားသူတော်ဖြစ်ကဲနိုင်မှာမဟုတ်ဘူးမြတ်စွာဘုရားရှင်အာကိုမှဖြစ်တော်မှာပဲဆိုပြီးတော့ကြောင်းတန်းသွားတယ်ကိုရင်ကနေပြီးတော့နန်းတော်တွေမဝင်ဘူးပဲသွားလေကြောင်းသွားတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသရင်သုံးတဲ့စေတဝန်ကြောင်းတော်ဒီကြောင်းတော်တစ်ခုလုံးမှာလေပရိသတ်တွေပြည့်နေတယ်မနေ့တည်းကဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဗျာဒိတ်စကားကြားကြတဲ့နှစ်မျိုးနှစ်စုသောပရိသတ်တွေဗုဒ္ဓဘာသာဝင်သူတော်စင်တွေကလည်းပဲမြတ်စွာဘုရားရှင်ရဲ့သဗ္ဗညုတဉာဏ်တော်အလုံးစုံအကုန်သိမြင်တဲ့ဉာဏ်တော်ကိုပူဇော်ကြမယ်ကြည်ညိုကြမယ်လို့ဒီနေရာကိုရောက်နေကြတယ်။ဟိုဗန္တာချမိစ္ဆာဒိဋ္ဌိတွေကလည်းပဲတကယ်လို့သာဒီညနေမှာတဏ္ဍတိအမကြီးသည်တရားမသိဘူးမမြင်ဘူးဆိုရင်ဘုရားရှင်ကိုမူတာဝါဒနဲ့ဆွဆွဲမယ်လို့ရောက်နေကြတယ်။ရောက်တော့ရောက်နေကြတယ်ရွယ်ချက်ချင်းတူရဲ့လား။တူဘူးပရိသတ်နှမျိုးအဲ့ဒီအချိန်ကမှတဏ္ဍတိအမတ်ကြီးတောကကြီးစွာနဲ့ရောက်လာပါတယ်အော်ဟစ်ငိုကြွေးရင်းနဲ့ရောက်လာတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရှိခိုးကြကကယ်တော်မူပါမြတ်စွာဘုရားတပည့်တော်ရဲ့ရင်ထဲမှာတောကမီးတွေတောင်းလောင်းနေပါတယ်မြတ်စွာဘုရားတောကမီးတော်မီးလျံတွေလောင်မြိုက်နေလို့ပြီးတော့မှစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေရပါတယ်တပည့်တော်ကိုကဲပါဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးခုနကတရားလေးဟောတယ်ပေါ့ယံပုဗ္ဗေတံဝိသောတေဟိအတိတ်ရှေဟောင်းရှေ့ဆက်ကြောင်ပြန်ပြောင်းမတွေးနဲ့အခုတဏ္ဍတိအမတ်ကြီးတောကရောက်နေတယ်ငိုကြွေးပူဆွေးပြီးတော့နေရတယ်ဆိုတာဒီဘာအကြောင်းသူတွေးတာဘယ်အကြောင်းတွေးတာတိတ်အကြောင်းကိုတွေးနေတာနော်ကဲကုံလွန်ခဲ့တဲ့အချိန်ကာလကဒီကကြည်တဲ့မျိုးသမီးလေးနဲ့အတူနေခဲ့ထိုင်ခဲ့တာစားတော့ခဲ့တာ9ရက်လုံးလုံးမင်းစည်းစိမ်မင်းချမ်းသာတွေကိုအတူတကွခံစားခဲ့တာကို तू မတွေးဘူးလားကဲအဲ့ဒါလက်ရှိအဖြစ်ပြက်လားအတိတ်ကအဖြစ်ပြက်ကုံခဲ့ပြီလွန်ခဲ့ပြီနော်ပြည်ပြည်သားကြောင်းရာပြည်ပြည်သားကြောင်းရာကိုသူသည်ပြန်တွေးနေတယ်ကဲဆိုလိုတာကဘုန်းကြီးတို့ပြိဿဖြစ်ပြီးသားအကြောင်းရာကိုလက်ရှိအချိန်မှာသူတခါဖြစ်စေခြင်းနဲ့ဟိုကကြည့်တဲ့မျိုးသမီးလေးအခုအသက်ရှိသေးလားမရှိတော့ဘူးဆိုတော့ဘုန်းကြီးတို့ပြိဿလက်ရှိအချိန်မှာအတူတကွပျော်ရွှင်ခြင်းနဲ့ရင်မောခြင်းနဲ့စိတ်ချမ်းသာတွေကိုအတူတကွခံစားခြင်းနဲ့ဆိုတဲ့သူဆန္ဒပြည့်အောင်မလားမပြည့်နိုင်တော့ဘူးနော်မပြည့်နိုင်တော့
မဖြစ်နိုင်တော့တဲ့အချိန်ခါမှာသူတွေရဲ့တိတ်ကကြောင်းရာဖြစ်ခဲ့တာကိုပြန်ပြောင်းပြီးတော့တွေ့တော်နေစဉ်းစားနေတော့စိတ်ဆင်းရဲတယ်စိတ်ပါဖြစ်စိတ်ဆင်းရဲတယ်အခုသူကမသိစေခြင်းဘူးဒီမျိုးသမီးလေးသူနဲ့အတူတကွတစ်သက်လုံးပေါ့အိုအောင်မင်းအောင်ပေါင်းပြီးတော့မနေခြင်းဘူးလားနေလို့ရသေးလားမရတော့ဘူးသူဆန္ဒတွေမပြေဝပါဘူးသူ့အလိုဆန္ဒတွေမပြေတော့စိတ်ဆင်းရဲတယ်ဘာလို့တောကရောက်တော့ဆိုလို့ရှိရင်သူ့ဆန္ဒတွေမပြေဝတော့ဟိုတစ်ချိန်ဟိုတစ်ခါကအတူတကွနေခဲ့တာစားတော့ခဲ့တာပျော်ရွှင်ခဲ့တာဒါကိုတန်တန်နေတဲ့ချိန်ကမှတဲ့တန်တတိအမကြီးသည်တောကရောက်တဲ့ပူဆွေးတယ်အဲ့တော့ तू လက်ရှိချိန်ခါမှာဖြစ်နေတဲ့အဖြစ်အပျက်ကို तू လက်မခံနိုင်ဘူးကိုပိဿုပန်ချိန်ခါမှာတကယ်ဖြစ်နေတာဒီကကြည်တဲ့မင်းသမီးလေးဘာဖြစ်နေပြီလဲသိနေပြီပိဿုပန်မှာကကြည်တဲ့မျိုးသမီးဘာဖြစ်ဒါပေမဲ့လို့သူ့ရဲ့စိတ်အာယုံကပိဿုပန်မှာနေရဲ့လားဘယ်ရောက်သွားအတိတ်ပြန်ရောက်သွားပြီးတော့သူ့စိတ်ထဲမှာခုနကကကြည်တဲ့မျိုးသမီးလေးဘာဖြစ်နေသေးအသက်ရှိနေသေးတယ်နော်ကဲခုချိန်ခုခါတကယ်ဖြစ်နေတဲ့အဖြစ်အပျက်နဲ့သူ့စိတ်ကူးနဲ့ကိုက်ညီရဲ့လားတိုက်ဆိုင်ရဲ့လားတိုက်ဆိုင်ဘူးဖြစ်စေချင်တာကတခြားဖြစ်နေတာကတခြားပေါ့အဲ့ဒါကြောင့်ဘုန်းကြီးတို့ပြိဿစိတ်ဆင်းရဲကြတာနော်ကဲဖြစ်စေချင်တာတွေဘာမှဖြစ်မလာဘူးဘိုးတော်ကဖြစ်ခဲ့တာတွေအခုပြန်ပြီးတော့မဖြစ်ဘူးဘုတော်ကရခဲ့ဘူးတာတွေအခုပြန်ပြီးတော့မရဘူးဆိုလို့ရှိရင်အတိတ်ကြောင်းတွေးပြီးတော့လည်းပဲများသောအားဖြင့်တောကရောက်ကြတယ်ချမ်းချမ်းသာသာမနေနိုင်ကြဘူးပျော်ပျော်ရွှင်ရွှင်မနေနိုင်ဘူးဒီတစ်ချက်ပေါ့နော်ယံပုဗ္ဗေတံဝိသောတိဟိပစ္ဆာတိမဟုကိဉ္စနံဆိုကြည့်နာကနောင်ရေနောင်ရှုပ်ထွေးကြံတွေးမပူနဲ့နာကနောင်ရေနောင်ရှုပ်ထွေးကြံတွေးမပူနဲ့နာကနောင်ရေနောင်ရှုပ်ထွေးကြံတွေးမပူနဲ့မဖြစ်သေးတဲ့အကြောင်းရာနာကကိုလမ်းတွေးတော့ကပူပင်နေရင်လည်းစိတ်မချမ်းသာဘူးအနာဂတ်ကိုမျောတွေးနေတာအနာဂတ်ကိုဘာလုပ်နေမျောတွေးနေတာကဲသူစဉ်းစားနေတဲ့တဏ္ဍတိမကြီးဒီကကြည်တဲ့မျိုးသမီးလေးသားမရှိဘူးဆိုရင်ငါဒီဘယ်လိုလုပ်ပြီးတော့အသက်ရှင်မလဲငါဘယ်လိုလုပ်ပြီးတော့နေရမလဲဘသူတွေကများငါကိုပြုစုမလဲလှုပ်ကြွေးမလဲတောက်လျှောက်မလဲပေါ့ငါဘဝတော့ဒုက္ခဖြစ်ပါပြီအထီးကျန်ပါပြီဒါတွေသူမရောက်သေးတဲ့အကြောင်းအရာမဖြစ်သေးတဲ့အကြောင်းအရာတွေရှေ့ဖြစ်မှတွေကိုတွေးတောပြီးတော့စိတ်မဆင်းရဲဘူးလားစိတ်ဆင်းရဲနေတယ်ကဲနောက်တစ်ချိန်မှဒီကကြည့်တဲ့မျိုးသမီးလေးနဲ့အရင်တုန်းကနေခဲ့သလိုနေလို့မရတော့နော်နေလို့ရအောင်မလားကဲအရင်တုန်းကပြောသလိုပြောလို့ရသေးလားအရင်တုန်းကစိတ်ချမ်းသာခဲ့သလိုနောက်မှဒီကကြည့်တဲ့မျိုးသမီးလေးနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာတူရှင်းပြီးတော့စိတ်ချမ်းသာတွေခံစားပြီးတော့နေခြင်းလို့ရသေးလားအဲ့ဒီချိန်ခါမှာဒီအမတ်ကြီးဘာတွေးတော့အနာဂတ်ကိုတွေးနေတယ်အတွေးနေအနာဂတ်တွေးနေတော့ကောစိတ်ချမ်းသာလားမချမ်းသာဘူးကဲအနာဂတ်ဆိုတာမရောက်သေးတဲ့အကြောင်းအရာမဖြစ်သေးတဲ့ဖြစ်ပြက်တကယ်မဖြစ်သေးဘူးနော်ကိုယ်စိတ်ကူးထဲမှာပဲရှိသေးတယ်လက်တွေ့အချိန်ခါမှာဒီအကြောင်းအရာဒီဖြစ်ဖြစ်တကယ်ဖြစ်ခြင်းလဲဖြစ်မယ်ပေါ့ဖြစ်မလာပဲလေနေခြင်းလဲနေလိမ့်မယ်ပေါ့အနာဂတ်ဆိုတာမသိကြဘူးသိကြလားကဲတထစ်ကြဒီလိုဖြစ်ရမယ်ဒါရရမယ်လို့ဘုန်းကြီးတို့ပြိဿတထစ်ကြသတ်မှတ်ထားလို့ရလားမရဘူးတခါကဝဏိစ္စကုံတယ်ကြီးတယောက်ပေါ့ဘာဝဏိစ္စဆိုတဲ့ကုံတယ်ကြီးသူကဗာရာဏသီပြည်မှာနေတာဗာရာဏသီပြည်ကနေပြီးတော့တာဝတိပြည်ကိုကုံရောင်းသွားလဲစီပေါင်းများစွာနဲ့ကုန်ပစ္စည်းတွေတင်9 ရက်10 ရက်ပေါ့ဒီခီးလောက်
ဝေးကွာတဲ့သာဝတိပြည်ကိုကုံရောင်းသွားအဲ့ဒီခောက်ကြတော့သာဝတိပြည်မှာပွဲလန်းသဘင်ရှိတဲ့အချိန်တိတိကျကျသွားစီမံကိန်းနဲ့ချထားတဲ့ဒီအချိန်မှာဒီရက်မှာသာဝတိပြည်ပွဲသဘင်ကြီးစမယ်အဲ့ဒီပွဲသဘင်မှာဘယ်ကုံတွေရောင်းချမယ်ဆိုလို့ရှိရင်တော့ဖြစ်အမြတ်စွန်းနေရမှာပဲတိကျတွက်ထားဘလောက်ယူသွားလို့ရှိရင်ဘလောက်ရောင်းရင်ဘလောက်သူ့အတွက်ကြံမယ်ပေါ့အမြတ်ငွေဘာတွေရှိလို့ရှိရင်ဘာတွေဝယ်ပြီးတော့ပြန်လာမယ်အဲ့ဒီဗာရာဏသီပြည်မှာတစ်ခါပြန်ရောက်ဘလောက်မြတ်မယ်လို့တေချာပေါက်တွက်ထားတယ်တေချာပေါက်တွက်ပြီးတော့သူကကုန်ပစ္စည်းတွေလှေအစီပေါင်းညောင်များစွာနဲ့တင်သွားသာဝတိပြည်ရဲ့ဒီဘက်ကမ်းမှာမြစ်တစင်းရှိပါတယ်သာဝတိမရောက်ခင်ဒီမြစ်ကြီးကူတော့မှဟိုဘက်ကမ်းကသာဝတိပေါ့လှမ်းမြင်နေရပြီကတ်နေပြီမြစ်ကြီးတစင်းရှိအဲ့ဒီမြစ်နားရောက်တဲ့ချိန်ကကာလကြတော့ချိန်ကတော်တော်ကြီးမိုးချုပ်သွားမယ်ဆိုလို့ရှိရင်တော့ရောက်သေးတယ်ပေါ့ဒီမြစ်ကြီးကူးရမှနဲ့ဖြတ်ရမှနဲ့လဲတွေနွားတွေနဲ့ကုန်ပစ္စည်းတွေနဲ့ဆိုတော့အမောင်ကြီးတွေလည်းမောင်းနဲ့မဲမဲလည်းမကူးကျင်ကဲဘာဖြစ်ဖြစ်နှစ်ပြင်ကရောက်မှာပဲတညလောက်တော့ဖြစ်ဒီနေရာမှာစခန်းချလိုက်အောင်မယ်နားလိုက်အောင်မယ်မနဲ့စောစောဟိုဘက်ကန်းကူးပြီးတော့ကုံရောက်မယ်ပေါ့ဒါသူစိတ်ကူးနော်ဒါကြရင်ဟိုဘက်ကန်းကူးပြီးတော့ကုံရောက်မယ်အဲ့လိုတွေ့ထားဒီဘက်ကမ်းမှာသူစခန်းချရန်နာပြီးတော့နေတော့ညလေးပဲမိုးချုပ်ပေါ့မိုးအကြီးကျယ်ရွာသွန်းဟိုမြစ်ထက်ပိုင်းစီကမထင်မှတ်ပဲနဲ့မိုးကအကြီးကျယ်ရွာသွန်းတော့မြစ်ထဲမှာရေတွေပြည့်ရှမ်းမြစ်ကမ်းတစ်ဘေးရေတွေအကုန်လုံးပြည့်ရှမ်းကုန်တော့မနဲ့လည်းပဲမိုးလင်းရောကူးလို့မရတော့ကူးလို့ရသေးလားကဲသူထင်တိုင်းဖြစ်ရလားသူစိတ်ထဲမှာသူမှတ်ထားတာကမနဲ့ကြလို့ရှိရင်အေးဆေးကူးမယ်လင်းလင်းချင်းချင်းနော်ဟောဘက်ကကူးပြီးတဲ့ခါမှာကုန်ပစ္စည်းတွေရောင်းချမယ်ပေါ့ပွဲသဘင်ကြီးကကြီးကျယ်ရှိတယ်မြို့ရွာဒေသအသီးသီးကလူပေါင်းများစွာရောက်လာမဲ့ဒီပွဲလမ်းသဘင်မှာ၄-၅ရက်ရောင်းလိုက်လို့ရှိရင်ပါတဲ့ကုန်တွေယူလာခဲ့တဲ့ကုန်တွေအကုန်လုံးကုန်သွားလိမ့်မယ်အမျက်စွန်းနေလေမြောက်များရမယ်လို့တွက်မထားဘူးလားအေးသေချာတွက်ထားတာဘုန်းကြီးတို့ပြိဿမဖြစ်သေးတဲ့ကြောင်းရာအနာဂတ်ကိုမျှော်နေတာပေါ့ဘာလှမ်းမျှော်မရောက်သေးတဲ့ကြောင်းရာမဖြစ်သေးတာကိုလှမ်းမျှော်တွေးတယ်တွက်ဆနေတယ်နတ်ပြည်ကကာလကြရင်တစ်ပတ်ကန်းကိုကူးမယ်ကုန်ပစ္စည်းတွေရောင်းမယ်ဒီတညတော့နာအောင်မယ်သခန်းချရနာပြီးတော့နေလိုက်တာနဲ့လဲလင်းရောသူထင်တာတွေဖြစ်သေးရဲ့လားမဖြစ်တော့ဘူးမဖြစ်တော့ဟိုဘက်ကကူးလို့မရတော့ဘူးအဲ့ဒါမြေရေကြီးလို့ရေချမ်းလို့ဒီဘက်ကမှာပဲနေရတရက်နှစ်ရက်ရေကမကြ3ရက်4ရက်ရှိပြီသူစောင့်နေလိုက်တာဒီမြစ်ရေကပိုးပို့ပြီးတော့သာတိုးလာတယ်များလာတယ်ရေမကြဟိုဘက်ကကူးလို့ရလားဟိုမှာပဲလန်သမင်ကချင်းချင်းတဲတဲဖြစ်နေပြီကဲသူစီမံကိန်းတိုင်းသာဆိုလို့ရှိရင်ဒီ3-4ရက်ကာလအတွင်းမှာသူရောင်းလိုက်လို့ကုန်တစ်ဝက်လောက်ကုန်ပြီပေါ့နော်ကဲဒီရက်ဆိုလို့ရှိရင်ဒီကုန်ပစ္စည်းတွေတော့ကုန်တော့ပြီပထမတွက်ထားတာပထမမှန်းတာမျှော်ထားတာတွေကိုက်ညီသေးရဲ့လားမကိုက်တော့ဘူးအဲ့ဒီချိန်ကမှကုန်တယ်ကြီးဒီဘက်ကမှစကံချရနာပြီးတော့နေလိုက်တာ9ရက်တစ်ပတ်ကြာပြီ9ရက်ပြည့်သွားတော့ဟိုဘက်သာဝတိပြည်မှာဆင်ရင်ကျင်းပတဲ့ဒီပွဲတော့9ရက်ပဲကျင်းပတာအခုဘယ်နှရက်ပြည့်သွားပွဲသမင်ကြီးမှီသေးရဲ့လားမမှီတော့ဘူးပွဲလမ်းသမင်လည်းမမှီတော့ပါလာတဲ့ကုန်တွေလည်းပဲရောင်းရလားမရောင်းရနော်သူထွက်လာတဲ့အချိန်ကကာလမှာတဲ့သူသည်စဉ်းစားခဲ့တယ်ဒီပွဲတော်ကြီးမှာ9ရက်တိုင်တိုင်ရောင်းချမယ်ဆိုရင်ကုန်ပစ္စည်းတွေကုန်လိမ့်မယ်ကုန်သွားလို့ရှိရင်သာဝတိမျိုးကထွက်ကုန်တွေပြန်ဝယ်မယ်ပေါ့ဗနည်းရက်နဲ့အိမ်ပြန်ရောက်မယ်ဇနီးအတွက်ဘာဝယ်သွားမယ်သားသမီးအတွက်ဘာဝယ်သွားမယ်
အိမ်အတွက်ပါသုံးဆောင်ပစ္စည်းတွေဝယ်ယူပြီးတော့သွားမယ်တွက်ထားချက်ထားတာတွေတလွဲတချောဖြစ်ကုန်ပြီပေါ့အဲ့ဒီအချိန်ခါမှာဘုရားရှင်ကိုရောမြတ်ကြီးဒါပင်ညုတရှင်ကြတော်လည်းကြီးတဲ့ချိန်ခါမှာဒီကုံလေးကြီးဒီနေ့မှာဒီကုံလေးကြီးဒီတဲ့တတန်းကုန်လိုက်မယ်ကုံလေးကြီးသူ့အသက်ဒီတရက်ပဲကြံတော့တတန်းဘယ်နည်းကြံတရက်ပဲကြံတော့တဲ့ချိန်ကမှကုံလေးကြီးဒီစဉ်းစားနေတယ်ကဲပွဲသက်ပဲမမီလည်းပဲကိုရေတဖြည်းဖြည်းနဲ့ကြာလာပြီဆိုတော့လက်ပြင်ကကြာရင်ဟိုဘက်ကန်းကူးမယ်ဟိုဘက်ကန်းကူးပြီးတော့ပါတဲ့ကုံတွေမကုံမချင်းရောင်းမယ်ပေါ့ကဲတလကြာခြင်းနဲ့ကြာနှစ်လကြာခြင်းနဲ့ကြာ3-4 လလောက်ဆိုလို့ရှိရင်တော့ဒီကုံတွေကုံသွားမှာပဲအဲ့ဒီချိန်ကမှငါဘယ်ကုံပစ္စည်းတွေဒီရသည်မှာဘယ်ကုံတွေထွက်နေပြီဆိုတော့ဘာဝယ်ပြီးတော့ပြန်သွားမယ်ပေါ့အိမ်သုံးပစ္စည်းလူသုံးပစ္စည်းမိသားစုတက်ဘာတွေဝယ်ချမ်းပြီးတော့ယူသွားမယ်ပေါ့တမျိုးစဉ်းစားနေပေမဲ့လို့သူ့တက်တန်းသည်ဘယ်နည်းရကြံကတည်းကပဲကြံတယ်ဆိုတာ तू သိရလားမသိဘူးနော်သူတက်တန်းဒီတရက်ပါကြံတော့တယ် तू သိမသိချဘူးအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဒီကုံလေးကြီးရဲ့အကြောင်းသိမြင်တော့ရှင်အနန္ဒကိုရောမြတ်ကိုအမိတ်ရှိအရှင်အနန္ဒကိုရောမြတ်ကုံလေးကြီးကိုတနာလို့တဲ့ကြရအောင်ဟိုဘက်ကကြွသွားပြီးတော့ဆုံးခံအရှင်အနန္ဒကိုရောမြတ်ကိုမြင်တော့တေတိချာချာကြနနာပင့်ဆွမ်းလောင်းပြီးတဲ့ချိန်ကမှအရှင်မြတ်ကတရားဟောသွားတယ်။ဒါကကြီးတဲ့သိခြင်းတရားကိုမမေ့နဲ့အတရား။ဘုန်းကြီးတို့အနာဂတ်မှာကိုယ်စောင့်ကြိုနေတာဒီသိခြင်းတရားနော်။အခုချိန်ခုခါမှာဘုန်းကြီးတို့တူတူကိုကိုပေါ့ဒီပိဿုပံမှာဘာဖြစ်တော့အသက်ရှင်နေသေးတယ်။ခုချိန်မှာအသက်ရှင်နေမယ်လို့ကဲနောက်တစ်စက္ကန့်နောက်တစ်မိနစ်မသိဘူးလို့ပြောလို့ရမရဘူးဟိုလွန်ခဲ့တဲ့2 နှစ်လောက်ကဘုန်းကြီးတို့မိတ်ဆွေပေါ့ဘုန်းကြီးတို့တက်တော့ကြီးပါတယ်ဝါလေးကြီးကြိုက်ကုန်မှာကျမ်းစာမမကြီးဘာလို့လဲကြီးနေအဲ့ဒါသူเจ้าမှာဘုဒ္ဓရီတရားဟောဘုဒ္ဓရီတရားဟောရင်းနဲ့အဲ့ဒါခေါင်းရှိငိုက်သွားဒါတွေကဘာများဖြစ်ကလေးဆိုပြီးတော့ကမ္ဘာကလန်ထားကြည့်တော့အဲ့ဆရာတော့အသက်မရှိတော့နော်ကဲသောသောတော့ကသူ့ကိုယ်သူထင်မှမလားအောက်ကတရားနာတဲ့ပြိဿကောထင်မှမလားတရားဟောနေရင်လည်းအဲ့ဒါတရားတန်လေးရလူကလည်းငိုက်ကလေးဖြစ်သွားတော့အရှိရတခါတည်းကမ္ဘာကလန်ထားပြီးတော့ခန္ဓာကိုယ်ထူမှတ်ထိန်လိုက်တော့သက်မရှိတော့နော်ကဲသိခြင်းတရားဆိုတာ10 မိနစ်5 မိနစ်10 မိနစ်ဒီချိန်ကအတွင်းမှာလည်းပဲမရောက်နိုင်ဘူးလားကတစက္ကန့်အတွင်းမှာလည်းပဲမရောက်နိုင်ဘူးလားအဲ့တော့အနာဂတ်မှာကိုယ်တေချာပေါက်စောင့်နေတာသည်တေခြင်းတရားပေါ့တေချာတာကတေခြင်းတရားကတေချာပဲကကြံတဲ့ခဏကရောင်းဝယ်ဖောက်ကားမယ်ပေါ့ဘာတွေလုံးလိုက်မယ်ဘာတွေပြောလိုက်မယ်ဘယ်သူနဲ့ဘာတွေလောက်ကင်ကြီးကဆောင်ရွက်เสียရှိတယ်အာဇီဝရေးတွေဘယ်လိုအထုံးမယ်ပညာရေးတွေဘယ်လိုလုပ်လိုက်မယ်ဆိုတာတွေကတေချာရဲ့လားမသေးကြဘူးဘုကုံသေးကြီးတည်တဲ့သူသည်ရောင်းဝယ်ပေါက်ကားမယ်ဒီဝါရှာမယ်လို့သူသည်စဉ်းစားနေတယ်တွက်ချက်နေတယ်အဲကြောင့်ရှင်မြတ်ကတခါကြီးကုသိုလ်ကောင်းမှုမမေ့နဲ့ဒီလိုချမ်းသာသီလလည်းပြီးတယ်ဆန်းလူလည်းခံတယ်ကိုယ်ကုသိုလ်ကိုကိုယ်အာယုံပြုနှလုံးသွင်းလို့အမိန့်ရှိပြီးတော့အရှင်မြတ်ကပြန်ကြွသွားပြန်ကြွလို့ဘာမှမကြသေးဘူးအဲ့ဒီကကြီးခေါင်းကပ်လိုက်တာဆိုပြီးတော့အဲ့ရတဲ့လှေမဟာဝဏိဇကုံတယ်အဲ့ရတဲ့လှေနေရင်လည်းအသက်ကုန်သွားနော်အဲ့တော့အနာဂတ်အကြောင်းကိုလှမ်းတွေးတယ်ဆိုတာလည်းပဲဘုန်းကြီးတို့ပြိဿသိကြရဲ့လားဖြစ်ခြင်းလည်းဖြစ်မယ်မဖြစ်ခြင်းလည်းမဖြစ်ဘူးနော်တဲ့ကိုမျှော်မှန်းတာတွေမျှော်လင့်တာတွေဖြစ်မလာတဲ့အချိန်ခါမှာတူတူကိုပေါ့စိတ်ညစ်တယ်စိတ်ဆင်းရဲဒီကကြီးစိတ်ညစ်နေတယ်
တကယ်လို့ဒါခုနကအရှင်အနန္ဒကိုတော်မြတ်ကြွလာပြီးတော့ကုသိုလ်တရားနှလုံးသွင်းသိခြင်းတရားမမေ့နဲ့လို့သာတတိပေးမသွားလို့ရှိရင်ကဲသူလောဘနဲ့လည်းသိခြင်းသိသွားမယ်ပေါ့ဒေါသနဲ့စိတ်ညစ်စိတ်ဆင်းရဲပြီးတော့လည်းပဲမသိနိုင်ဘူးလားသိရမှာကကျင်းနေနေတာအဲ့ဒီချိန်ကမှသူ့စိတ်ကူးသူ့နှလုံးသွင်းကလောဘဒေါသအာယုန်နေတာဖြစ်နေပြီဆိုလို့ရှိရင်ဒုက္ခရောက်ပြီပေါ့အခုအရှင်မြတ်ကကယ်တင်လိုက်တော့ကုသိုလ်ကောင်းမှုလေးအာယုန်ပြုပြီးတော့သိသွားတော့ကောင်းရာဒုက္ခတိရောက်တယ်နော်အဲ့တော့ဘုန်းကြီးတို့စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ဒီဘဝမှာပျော်ပျော်ရွှင်ရွှင်ကြီးနေခြင်းလေဆိုလို့ရှိရင်သတိထားစရာဘယ်နှချက်လဲဆိုတစ်ချက်ကရှေ့ရောက်နေဘုန်းကြီးပြောတာကနှစ်ချက်ပဲရှိသေးနော်အတိတ်အကြောင်းအတွေးနဲ့အနာဂတ်အတွေးနဲ့အဲဆိုကြည့်အတိတ်ရှေးဟောင်းရှေးဇတ်ကြောင်းပြန်ပြောင်းမတွေးနဲ့နာဂတ်နောင်ရည်နောင်ရှုပ်ထွေးကြံတွေးမပူနဲ့ဘယ်နှချက်အနာဂတ်ကိုလမ်းတွေးတော့ကပူပင်နေရင်တောကဖြစ်နေရင်လည်းမချမ်းသာဘူးကိုမလုံးနိုင်သေးတာကိုတွေးတော့နေရင်လည်းပဲစိတ်ညစ်ယုံတာရှိမယ်ဟာဒီနေ့ကြီးရေတွေတက်နေပါလားရေတွေကြီးနေပါလားအထင်သာတွေတော့တလဲတချော်တွေဖြစ်ကုန်ပြီလို့သာတွေးနေမယ်ဆိုလို့ရှိရင်ဒီကုန်သေးကြီးစိတ်ချမ်းသာပါမလားအငါကုန်ပစ္စည်းတွေတော့ဒုက္ခပဲဒီပွဲတော့အမိတာမရောက်နိုင်ရင်တော့ဖြစ်ငါတို့ဒုက္ခဖြစ်ပါပြီလို့သာနှလုံးသွင်းနေရင်ကိုစိတ်ချမ်းသာမှုရမလားမပြောနိုင်တော့ဘူးနော်ဒီတော့အတိတ်လည်းပဲမတွေးနဲ့အနာဂတ်ကိုလည်းပဲမတွေးနဲ့ဆိုတော့ဘုန်းကြီးတို့ပြိဿနေစရာဘာမှရှိသေးပြစ္ဆုတ်ပံပဲရှိတော့ဒါကြောင့်မလို့တကယ်တော့ကိုရောက်နေတဲ့ချိန်ခါကာလမှာတတိထားပြီးတော့နေတတ်တယ်ဆိုလို့ရှိရင်အဲ့ဒါစိတ်ချမ်းသာနည်းပဲရောက်နေတဲ့အချိန်ခါကာလနဲ့ကန့်ညီအောင်ကိုပြစ္ဆုတ်ပံကာလပြစ္ဆုတ်ပံဘဝမှာဘုန်းကြီးတို့ပြိဿနေရမယ်ပြစ္ဆုတ်ပံမှာနေအမှနေရမှာအခုများသောအားဖြင့်တချို့ကတိတ်မှနေတယ်တချို့ကအနာဂတ်မှနေတယ်ကြောက်နေတာကပြစ္ဆုတ်ပံနော်ဆိုကြည့်ဖြစ်စေယုံနံပြစ္ဆုတ်ပံဖန်ပံရှုပွားပါဖြစ်စေယုံနံပြစ္ဆုတ်ပံဖန်ပံရှုပွားပါဖြစ်စေယုံနံပြစ္ဆုတ်ပံဖန်ပံရှုပွားပါယံပုပ္ပိတံဝိသောတိဟိပစ္ဆတေမဟုကိဉ္စနံမေဇိစေနောဂဟိတတိတကယ်လို့သာအလေတက်တဲ့တိတ်လည်းပဲမရောက်နာဂတ်ကိုလည်းမမြင်ရောပိစုပန်မှာနေထိုင်တတ်မယ်ဆိုရင်လည်းဥပတန်တော်စရိတတိစိတ်ချမ်းသာကိုချမ်းသာနေနိုင်လိမ့်မယ်စိတ်ချမ်းသာခြင်းရင်ဗမာနေရမယ်ပိစုပန်မှာနေအဲ့တော့ပိစုပန်မှာဘာတွေရှိနေသလဲဘာတွေဖြစ်နေသလဲဘယ်တော့အခုကြည့်ပေါ့ရုပ်တရားနဲ့တရားတွေပိစုပန်မှာဖြစ်နေပိစုပန်တခဏလေးမှာဒီရုပ်ဒီနာနေပဲအမှန်တကယ်ရှိတယ်အဲ့ဒီအချိန်ကကာလမှာအတိတ်ကိုလည်းပဲတွေးနေလို့ရှိရင်အနာဂတ်ကိုလည်းပဲတွေးနေလို့ရှိရင်ဘုန်းကြီးတို့ပိစုပန်ကိုမြင်သေးလားတကယ်ဆိုလို့ရင်းကဘုန်းကြီးဆိုလို့ကျင်တာအခုယောဂီတွေအတွက်ရည်ညွှန်းတာပါကိုတရားဓမ္မကျင့်နေတရားအထုတ်တယ်ဆိုတာဒီအမှန်ပြောလို့ရှိရင်ဗမာနေတာပိစုပန်မှာနေနေတာယောဂီတွေဗမာနေရပိစုပန်မှာနေရမှာတချို့အိမ်ပြန်နေတယ်နော်မနေ့ပြကြလို့ရှိရင်ငါတို့ဘယ်ချိန်ထမယ်ဘယ်ပြန်မယ်ပေါ့အဲ့ဒါပိစုပန်နေတာလားအနာဂတ်မှာနေတာငါတို့ဒီမလာခင်တော့ဘာတွေလုပ်ခဲ့တယ်ဘာတွေတော့ပြောခဲ့တယ်သူတို့လုံးမလုပ်ထားရဲ့လားလာမကြိုးပါမလားမစဉ်းစားဘူးလားဘာမှနေတာကဲနေလိုက်တာကတခြားစီအတိတ်ရောက်လိုက်အနာဂတ်ရောက်လိုက်နေမနေဘူးလားတရားထုတ်တဲ့အချိန်ခါမှလေးပဲဒါပဲတကယ်ရှိရမှာဒီပိစုပန်ယုံနံဘာရှိရမှာ
ပစ္စုပန်ယုံနံကိုရှုလို့ရှိရင်ဘာမှမကြဘူးတရားကခဏလေးနဲ့ရဒါဘုရားရှင်ကိုယ်တော်မြတ်ကြီးပေးတဲ့တရားနီလန်းပဲတရားအထုတ်ဖို့အထုတ်နည်းပဲနာဂတ်ကိုမတွေးနဲ့နော်အတိတ်ကိုလည်းမတွေးနဲ့ဘာမှနေရပစ္စုပန်မှာဘယ်လိုနေရမလဲဆိုလို့ရှိရင်ဖြစ်စေယုံနံရှုမှတ်ပြီးတော့နေပေါ့အခုပစ္စုပန်ကာလမှာဖြစ်ပြနေတဲ့ယုတ်တရားနံတရားတွေမရှိဘူးလားယုတ်တရားတွေဖြစ်လာတဲ့အချိန်ကမှယုတ်တရားရှုပေါ့နံတရားပေါ်ပေါက်လာတဲ့အချိန်ကနံတရားရှုပေါ့ဒါသည်ကိုယ်နဲ့အကိုက်ညီဆုံးနေခြင်းပဲခဏကတန်တတိမကြီးဒုက္ခတွေဖြစ်ကာจิตတဲ့မင်းသမီးလေးသိဆုံးကွယ်လွန်တာကိုအကြောင်းပြုကစိတ်ဆင်းရဲနေတယ်ဒုက္ခတွေနှောက်ယှက်နေတဲ့အချိန်ကမှသူသည်တဲ့စိတ်မချမ်းသာနိုင်ဘူးမြတ်စွာဘုရားကဲတော်မူပါပေါ့ပြီးတော့မှဒုက္ခမိတွေတက်လောင်နေပါတယ်ကဲတော်မူပါဆိုတော့ဘုရားရှင်ကဒီတရားလေးဟောပေးလိုက်တာယံပုပ္ပိတံဝိသောတိဟိပစ္ဆာတိမဟုကိဉ္စနံမေစီစေနောကေတတိဥပတန္တောစရိတတိအများဘူးတရားလေးစကားလေးဘုန်းကြီးတို့ပြိဿပြောမယ်ဆိုလို့ရှိရင်လေးခွန်းပေါ့ယံပုပ္ပိတံဝိသောတိဟိအတိတ်ကြောင့်မတွေးနဲ့ပစ္ဆာတိမဟုကိဉ္စနံမရောက်သေးတာကိုမမျှော်နဲ့မေစီစေနောကေတတိပစ္စုပ္ပန်မှာနေထိုင်ပါပမာနေခိုင်းအဲ့ဒါကိုတရားနယ်ပင်မှာဘုန်းကြီးတို့ပြိဿပြောကြတယ်ပစ္စုပ္ပန်တက်တဲ့ရှုလို့မပြောဘူးလားပစ္စုပ္ပန်တက်တဲ့ရှုဆိုတာဖြစ်နေတဲ့ယုံနံကိုရှုနေဖို့ပြောတာခုလက်ရှိဖြစ်နေတဲ့ယုံနံကိုအာယုံပြုလက်ရှိဖြစ်ပေါ်နေတဲ့ယုတ်တရားနံတရားတွေကိုသတိကပ်ပြီးတော့ရှုနေရင်ဒါပစ္စုပ္ပန်တက်တဲ့နေတာပဲတိတ်ကိုလည်းပဲရောက်သေးလားအနာဂတ်ကိုရောက်သေးလားရောက်တော့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးဒီတရားဒေသနာတဏှတိအမကြီးကိုဟောတယ်။မေသိစေနောကေတတိဥပတန္တောစရိတတိဒီပုံစံဒီနည်းတိုင်းသာနေနိုင်မယ်နေတတ်မယ်ဆိုရင်တဲ့ချမ်းချမ်းသာသာနေရလိမ့်မယ်။ဆိုကြည့်ဤကဲ့သို့သာရှုနေပါချမ်းသာတက်တာမည်ဤကဲ့သို့သာရှုနေပါချမ်းသာတက်တာမည်ဤကဲ့သို့သာရှုနေပါချမ်းသာတက်တာမည်ပစ္စုပန်ဖြစ်ပေါ်နေတဲ့ယုံနာဓမ္မတွေကိုရှုမှတ်နေမယ်ဆိုရင်သောကခတ်သိကင်းငြိမ်းပါလိမ့်မယ်ဆင်းရဲခတ်သိကင်းငြိမ်းပါလိမ့်မယ်ကဲသောကတွေမရှိဘူးဆင်းရဲတွေမရှိဘူးဆိုရင်မချမ်းသာဘူးလားတကယ်ချမ်းသာပေါ့ကဲအဲ့ဒီတကယ်ချမ်းသာအဖြစ်ကိုဘုန်းကြီးတို့ပြိဿမရောက်သေးဘူးဆိုရင်တော့မှာတဲ့တက်တာသွားမယ်ဘာဖြစ်သွားကဲတခါလေကြလို့ရှိရင်ဘုန်းကြီးတို့ယောဂီတွေအကြီးအကျယ်စိတ်မညစ်ဘူးလားညစ်ဘူးတယ်နော်သားကြောင့်သမီးကြောင့်ပစ္စည်းကြောင့်လူမှုရေးစီးပွားရေးကြောင့်အကြောင်းအမျိုးမျိုးနဲ့စိတ်ညစ်နေတဲ့အချိန်ကာလလေးကိုနည်းနည်းပြန်စဉ်းစားကြည့်လိုက်အဲ့ဒီချိန်တုန်းကဘာကြောင့်စိတ်ညစ်တယ်လဲဆိုလို့ရှိရင်အတိတ်အကြောင်းတွေးနေတာလည်းဖြစ်ချင်းဖြစ်ရမယ်နော်ဒါမှမဟုတ်လို့ရှိရင်လည်းပဲအနာဂတ်ညှို့တွေးနေတာလည်းဖြစ်ချင်းဖြစ်ရမယ်အဲ့ဒီနှစ်ခုကသာမရောက်ဘဲနဲ့လက်ရှိဖြစ်နေတဲ့ယုံနာကိုသာရှုစိတ်ညစ်เสียအကြောင်းရှိလားစိတ်ဆင်းရဲเสียရောရှိလားမရှိဘူးစိတ်ညစ်တဲ့စိတ်ဆင်းရဲတဲ့သောကဖြစ်တယ်ဆိုတာဒီပစ္စုပန်မှာမနေတတ်လို့ပေါ့ဟုတ်ပြီလားသူဘုန်းကြီးတို့ပြိဿတရားဓမ္မကျင့်ကြံအားထုတ်နေလို့ဆိုတာပစ္စုပန်မှာနေတတ်အောင်ကျင့်နေတာပဲတွေးမနေနဲ့တိတ်လည်းမတွေးနဲ့အနာဂတ်လည်းမတွေးနဲ့လက်ရှိဖြစ်ပြနေတဲ့ဒီယုတ်ဒီနာတွေကိုမျက်ခြေမပြတ်ကြည့်နေရှုစရာတစ်ခုပေါ်လာရင်ရှုလိုက်ပေါ့ဘာပေါ်တယ်လဲယုတ်တရားပေါ်လာယုတ်ကိုရှုနံတရားပေါ်လာနံကိုရှုပေါ်တိုင်းသောရှုခံယုတ်နံတရားတွေကိုသာရှုမှတ်ပြီးတော့နေတဲ့သူဒီချက်တကယ်ချမ်းသာတကယ်ဒုက္ခမရသေးရင်တော့မှခံစားနေရတဲ့ဆင်းရဲဒုက္ခတွေတက်တာသွားတယ်ဆင်းရဲဒုက္ခတွေဘာဖြစ်သွားတက်တာသွားတယ်အခုတဏှတိမကြီးမှာသောကတွေဝင်ရောက်နေတယ်
ဘုရားရှင်ကိုရောမြတ်ကြီးကတရားဓမ္မဟောပြတယ်တရားလေးတပုတ်လေးပဲဟောလိုက်တာအဲ့ဒါဒီတရားနှလုံးသွင်းပြီးတော့တန်တရိမကြီးအဲ့မှာယဟန္တာဖြစ်သွားဘာဖြစ်သွားအဝဇ္ဇာကမင်းကိုမင်းစားပဲနော်မင်းကိုမင်းစားလူဝဇ္ဇာပေါ့ဝဇ္ဇာတိုင်းနဲ့ယဟန္တာဖြစ်တယ်သူတတန်းကလည်းပဲမကြံတော့တကယ်လို့တတန်းကြံပြီးတယ်ဆိုလို့ရှိရင်တော့သာသနာ့ဘောင်မှာယဟန်ဖြစ်နေသူနေလိုက်လို့ရှိရင်အသက်ရှင်နေပေါ့အခုတတန်းမကြံတော့တဲ့ချိန်ခါမှာသူကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလျှောက်ထားတောင်းပန်တယ်တပည့်တော်ပြိဋိဘံပြုတော့မယ်ကဲသိချိန်ကာလသင်သိပါဆိုတော့တတိမကြီးဘာလုပ်မယ်ပြိဋိဘံဝင်ဆံနေပေါ့အဲ့တော့စောစောကပရိသတ်တွေကကြည်နေကြတယ်နော်ဘုရားဘာသာဝင်သူတော်စင်တွေကလည်းပဲအဲ့တဏှိမကြီးတရားရတာကိုကြည်ညိုမယ်ပေါ့ကျန်တဲ့ဘာသာကြားတွေကလည်းပဲတန်တိမကြီးတကယ်လို့သာတရားမရဘူးဆိုလို့ရှိရင်မြတ်စွာဘုရားကိုအပြစ်တင်မယ်ပေါ့။ဆောက်ဆိုင်နေကြတော့တရားရတယ်ဆိုတာကိုသိတာအောင်သိနေပါသံဃာနိဘာလို့တော့ထန်းခုနှစ်ဖျားအမြင့်တက်ပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကိုရှ िख ိုးဥချပြီးတော့မှပြိဋိဘံစံသွားတယ်။အဲ့တော့တကယ်တရားအထုတ်ဖို့ဘုန်းကြီးတို့ပြိဋ္ဌာလူရင်းအချုပ်မှတ်သားပွဲပြောမယ်ဆိုလို့ရှိရင်ဒီတန်တိမကြီးကိုပေးခဲ့တဲ့တရားနီလန်းသည်အကျဉ်းဆုံးအရှင်းဆုံးပဲနော်တရားထုတ်တဲ့ချိန်ခါမှာလိုက်နာရမယ်ကျင့်သုံးရမယ်အချက်ဒီတစ်ချက်ကအတိတ်ကိုမတွေးနဲ့ဘာလို့မတွေးလဲဆိုကြည့်အတိတ်ရှေးဟောင်းရှေးဇက်ကြောင်းပြန်ပြောင်းမတွေးနဲ့ပြီးခဲ့ပြီးသားအကြောင်းအရာဖြစ်ပြီးသားအကြောင်းအရာတွေကိုပြန်ပြောင်းတွေးနေရင်ပြန်ပြောင်းတွေးနေရင်ကောင်းတာလေရှိခြင်းရှိမယ်မကောင်းတာလေရှိခြင်းရှိမှာပေါ့ကိုယ်စိတ်ဆန္ဒနဲ့ကြိုက်တာရှိခြင်းလည်းရှိမှာပဲမကြိုက်ညီတာလည်းပဲမရှိဘူးလားကဲဘာပဲဖြစ်ခဲ့အတိတ်ကကဲချမ်းသာခဲ့တယ်ဆိုရင်လည်းပဲခုချိန်ခုကမှကိုယ်ဆင်းရဲနေရင်ဟိုတုန်းကဟိုအချိန်ကချမ်းသာခဲ့တာကိုတွေးတော့စိတ်ချမ်းသာအောင်မလားချမ်းသာဘူးနော်တကယ်ရွှေတိဆောင်းတာကိုပြန်သတိရပြီးတော့အခုမွဲတည်နေလို့ရှိရင်စိတ်ဆင်းရဲတာပဲဖတ်တယ်ကဲတိတ်ကမအောင်မြင်ခဲ့တာကြဆုံးခဲ့တာတွေကိုပြန်တွေးပြန်စဉ်းစားပြီးတော့စိတ်မကောင်းဖြစ်နေရင်လည်းပဲဘုန်းကြီးတို့ပြိဿအကျိုးတစုံတရာရှိအောင်မလားမရှိဘူးဖြစ်ပြီးသားပြီးပြီးသားတွေနော်ကဲဖြစ်ပြီးသားပြီးပြီးသားတွေဒီကိုယ့်အတွက်ကိုဘာမှဒီချိန်ဒီခါအတွက်အရေးကြီးတဲ့ကိစ္စရမဟုတ်တော့ဒီချိန်ဒီခါမှာအရေးကြီးဆုံးသည်ဖြစ်ဆဲပစ္စုပန်ကာလမှာယခုရောက်နေတဲ့ပစ္စုပန်ကာလမှာဖြစ်ပေါ်နေတဲ့ယုတ်တန်ဓမ္မတွေကိုရှုမှတ်ဖို့ကအရေးကြီးဆုံးနော်ဒီတစ်ခါလုံးကသာတတ်တဲ့မိုးဆိုတရားသူတရားအထုတ်တရားထုတ်တဲ့အခါမှာဘလို့မှတရားအထုတ်လို့မရဘူးသူစိတ်အာယုံထဲမှာသူတတ်ထားဖြတ်ထားတဲ့သားကောင်တွေပေါ့ဒီသားကောင်တွေအော်ဟစ်နေတာညှဉ်းညူနေတာတွေးတဲ့တန်ရုပ်ဖြစ်နေတာဒီအာယုံတွေကြီးပဲသူပြန်ပြီးတော့မြင်နေတယ်တရားကျင့်လို့ရလားမရဘူးဆရာသမားကိုတောက်လျှောက်ပဲရှင်မရတပည့်တော်တရားကျင့်လို့မရဘူးဘာဖြစ်လို့လဲတပည့်တော်ကတစ်သက်လုံးမကောင်းတာတွေလုပ်ခဲ့တော့မကောင်းတဲ့အာယုံတွေပဲပြန်ပေါ်တယ်နော်ကောင်းတဲ့အာယုံလားမကောင်းတဲ့အာယုံလားကဲဒီမကောင်းတဲ့အာယုံတွေဒီသူ့ကိုဘုန်းကြီးတို့ပြိဿဒုက္ခပေးမှာအဲ့ဒီအာယုံနဲ့သာတကယ်လို့များသူသုတိစိတ်ကြလို့သိရမယ်ဆိုလို့ရှိရင်ကောင်းရရောက်မှလားမကောင်းရလားပင်ငရဲရောက်မှကျင်းနေကံပဲနော်ကောင်းရရောက်မှသိကြတယ်တကယ်လို့သာအဲ့ဒီမိုးဆိုးကြီးလူထွက်ခွင့်တောင်းတယ်ပေါ့သောတော်ကတန်ဝေကရလို့သာသနာ့ဘောင်ဝင်ရောက်လာတဲ့ဆရာသမားကသင်္ကန်းစီးတာပြီးကမ္မထံပြင်ပြီးတဲ့တရားကျင့်ဆိုပြီးတော့ထားတော့ကျင့်ကျိုးစားပန်းစားပြီးတော့ကျင့်မိမယ်လို့သူစိတ်အာယုံသည်ပစ္စုပန်မှာမနေနိုင်ဘူးပစ္စုပန်မှာမနေနိုင်တဲ့အတွက်ကြောင့်မို့လို့သူလှုပ်ခဲ့တာတွေပြန်တတိရတော့လည်းပဲကောင်းတာမရှိဘူးကြည့်ရလားကောင်းတာမရှိမဲ့တူတော့ဒီလောက်တောင်မှအာထဝခက်တဲ့တရားအာမထုတ်တော့ဘူးစိတ်မိုက်စိတ်ရိုင်းဝင်လာတယ်ပေါ့တပည့်တော့လူဝတ်လဲတော့မယ်ဆိုတော့ဆရာသမားကဘာလို့ပြတော့ဆိုတော့တကူးနဲ့ဇံပင်ကျင်နဲ့ငရဲမိယူပြတယ်မင်းထင်းနေစုကွာတဲ့ထင်းဆိုတွေထင်းလုံးတွေနားတော့စုထွက်ခင်သူခိုင်းလိုက်တော့တကယ်ထင်းလုံးအဆူကြီးတွေရေထဲကဆယ်လာ
တစ်ပင်ဆိုကြီးခုတ်ပြီးတော့ပုံထားဆရာသမားကအဲ့ဒါဇံပင်ကြီးတကောနဲ့ငရဲပြီတော့ငရဲမိအမှုံမှားလေးယူလာထင်းမုံနဲ့ထက်ဟုံးနဲ့တောက်ပြီးတော့ပြန်ကြသွားငရဲမိမပူဘူးလားဒီကလည်းတော့ကားတဲ့ဒါကိုကြည့်နော်အဲ့ဒါမှကြည့်ငရဲမိဘလောက်ပူပြင်းနေဆိုတာကြည့်ဒီလောက်တူနေတဲ့ထင်းလုံးကြီးတွေအမြင့်ဆုံးတွေပေါ့တာမန်မီးနဲ့ရှုံမယ်ဆိုလို့ရှိရင်ဆွဲလောင်စရာတောက်လောင်စရာမရှိတဲ့ထင်းတွေငရဲမိနဲ့လည်းပဲတွေ့ရောတစ်ချက်သေးနဲ့ပြကြသွားပဂရိမိတဲ့အစာပေါင်းများစွာမပူဘူးလားအေးသင်တကယ်လို့သာလူပြန်ထွက်ရင်တဲ့တရားမကျင့်မနဲ့သာနေရင်အဲ့ဒီငရဲကြလိုက်မယ်ဆိုတော့မှကြောက်လန့်သွားတယ်နော်ကြောက်လန့်သွားပြီးတော့အဲ့ဒါဘာလို့တော့ပစ္စုပန်ကြအောင်ကြိုးစားပြီးတော့သူရှုတယ်စိတ်ကညတော်အဖြစ်ဘုန်းကြီးတို့စိတ်ကအတိတ်ကိုသွားခြင်းသွားတယ်နာကရောက်ခြင်းရောက်တယ်ပစ္စုပန်တဲ့မှာနေခဲ့တယ်ပေါ့နေဖို့လွယ်ရဲ့လားနေခြင်းမရှိလို့သူအမြဲတမ်းနေတာဘုန်းကြီးတို့တစ်ခုခုတွေးတဲ့အချိန်ကမှပြီးပြီးသားတွေးရင်တွေးပြီးပြီးသားမတွေးရင်မရောက်သေးတာတွေကိုတွေးတယ်အဲ့ဒီအချင်းကစွဲလာခဲ့တာထုံလာခဲ့တာတတန်တရားလုံးဆိုတော့ကဲအခုတရားကျင့်တဲ့အချိန်ခါကြာတော့မှဘယ်မှမသွားနဲ့အခုပေါ်နေဖြစ်နေတဲ့ယုံနာတွေကိုကြည့်အခုဖြစ်ဆဲကမှအာယုပြုနှလုံးသွင်းဆိုတော့ဒီစိတ်ကနေတတ်ရဲ့လားနေတတ်ဘူးဒါပေမဲ့လို့လေးကျင့်လုပ်ပြီးလို့ရှိရင်မရဘူးလားလေးကျင့်လုပ်ပေးရတယ်နော်တပြည့်ပြည့်နဲ့လေးကျင့်ပြီးလို့ရှိရင်ဟိုမှာတာရဲ့တိရစ္ဆာန်ဆင်ရိုင်းမြင်းရိုင်းနေတော့မှစနစ်တကျလေးကျင့်ပြီးတပြည့်ပြည့်နဲ့လိမ္မာလာတယ်ရင်ကျေးလာဟိုမှာထီးသုံးတော်ဝင်ဖြစ်သွားတယ်ဆိုတဲ့ဆင်နေမြင်းနေပေါ့သင်ဒီဆင်မြင်းနေသူ့တဘာဝတိုင်းသာတောတဲ့တောင်ထဲမှာနေသလိုသာနေမယ်ဆိုလို့ရှိရင်ထီးသုံးနန်းသုံးဒီနေရာရောက်ပါမလားမလုပ်လိုက်တော့လေးကျင့်နေနော်သင်ကြားပြီးတော့လေးကျင့်လိုက်တဲ့ခါကျတော့တက်မြောက်သွားတလောက်ကျမ်းတဲ့ရိုင်းဆိုင်တဲ့တရိစ္ဆာန်တွေတောင်မှဘုန်းကြီးတို့ပြိတ္တလေ့ကျင့်ပြီးရင်ရည်ကြီးတယ်ဆိုတော့ကိုယ်စိတ်ကိုလေ့ကျင့်လို့မရဘူးလားလေ့ကျင့်ပြီးမှပေါ့ရည်ကျင့်တယ်ဆိုလို့ရှိရင်ဒါလေ့ကျင့်ပေးရတခြားမသွားနဲ့တေကြောင့်လည်းမတွေးနဲ့အနာကလည်းမတွေးနဲ့ပစ္စုပန်မှာနေတိတ်ကိုတွေးရင်လည်းပဲစိတ်ဆင်းရဲနေလိမ့်မယ်အနာကတွေးရင်လည်းပဲစိတ်မချမ်းမသာဖြစ်နေလိမ့်မယ်ငါဟောဒီပစ္စုပန်မှာနေတော့မှတက်တာမယ်လို့ဘုန်းကြီးတို့ပြိတ္တာအကုန်လုံးအတိတ်နာဂတ်တွေဖြတ်ချသားပြီးတော့လက်ရှိဖြစ်နေတဲ့ယုံ nant တွေကိုရှုရင်မချမ်းသာဘူးလားအဲ့တော့မှချမ်းချမ်းသာသာနေရတယ်ပျော်ပျော်ရွှင်ရွှင်နေရတယ်ပေါ့နော်ဒါကြောင့်မလို့အခုဘုရားရှင်ကိုယ်တော်မြတ်ကြီးပေးတဲ့နိလန်သည်၃ချက်ထဲတိတ်ရှိဟောင်းကျေးဇက်ကြောင့်ပြန်ပြောင်းမတွေးနဲ့သူကြည့်နာကနောင်ရီနောင်ရှုပ်ထွေးကြံတွေးမပူနဲ့နာကနောင်ရီနောင်ရှုပ်ထွေးကြံတွေးမပူနဲ့နာကနောင်ရီနောင်ရှုပ်ထွေးကြံတွေးမပူနဲ့နောင်ဖြစ်လာမယ့်အနာဂတ်ကိုတဲ့ကြံစီတွေးတော့ကပူပင်သောကတွေရောက်မနေနဲ့ကဲအနာဂတ်ဆိုတာအခုလားနောင်လားခုဖြစ်နေတာလားနောင်မှဖြစ်တာနောင်မှဖြစ်လာမယ့်အနာဂတ်အကြောင်းအရာတွေကိုလမ်းမျောတွေးတော်နေတဲ့အကျင့်ကိုမပယ်ဖြောင်းနိုင်ရင်လည်းပူပင်သောကတွေဝင်ရောက်နေလိမ့်မယ်။များသောအားဖြင့်ဘုန်းကြီးတို့ရှေ့ပါဖြစ်မလဲဘာဖြစ်မလဲနော်ကြိုပြီးတော့တွေးကြတယ်ပေါ့မတွေးဘူးလားတွေးရုံနဲ့အားမရလို့အဲ့ဒါမှဘေးတင်နေမေးလက္ခဏာတွေကြည့်နေပေါ့နော်အဲ့ဒါဘာသိခြင်းလို့အနာဂတ်သိချင်တာငါရှေ့ပါဖြစ်မလဲချမ်းသာမလားမထီပေါက်မလားပေါ့နော်အဲ့တော့အနာဂတ်ကိုလည်းပဲလှမ်းမြော်ပြီးတော့ငါဘယ်လိုဖြစ်မလဲတက်ဘယ်လောက်ကြာရင်ဘာဖြစ်မလဲပေါ့အကျမ်းမာရေးပဲကောင်းမှမလားသာသမီတွေကလိမ္မာပါမလားစသည်ဖြင့်ဒါတွေဘုန်းကြီးတို့ပြိတ္တာလိုက်ပြီးတော့အနာဂတ်လှမ်းမြော်တွေးနေတော့သိချမ်းသာရဲ့လားမချမ်းသာဘူးချမ်းသာစရာတွေတွေးမိနေရင်တော့ဖြစ်တော်သေးတယ်ပေါ့ချမ်းသာစရာတွေမဟုတ်ဘဲနဲ့အနာဂတ်လှမ်းမြော်ကြည့်လိုက်တော့ကိုယ့်ဘဝရှိရင်ဘာတစ်ခုမှကောင်းတာမမြင်ဘူးဒုက္ခရောက်ဖို့သာရှိတယ်လို့
တွက်နေဘယ်နည်းနဲ့မှစိတ်မချမ်းသာနိုင်ဘူးနော်အဲ့တော့အကောင်းဆုံးဒီဘုန်းကြီးတို့ပြိဿဗမာနေတာကောင်းပိဿုပန်မှာနေတာအမှန်ကန်ဆုံးသောနေခြင်းသောကမဟာတဏဂုဏ်ကြီးအနာဂတ်မှာသူနေတယ်အပနိရဲ့ဒီကနေသွားရမယ်ဟိုရောက်လို့ရှိရင်ဘယ်ကုံတွေရောက်မယ်ဒီကုံတွေရောက်တာဘယ်နည်းကြာမယ်အခုရင်းသွားတာကဘယ်လောက်ပေါ့ပြန်လာလို့ရှိရင်အမြတ်ဘယ်လောက်ပါလိမ့်မယ်နော်သတိအတွက်ကဘာဝယ်မယ်သာသမီအတွက်ကဘာဝယ်မယ်ကိုယ်အတွက်ကဘာဝယ်မယ်အိမ်အတွက်ကဘာဝယ်မယ်လက်ဆောင်ကဘာဝယ်မယ်ပေါ့အတွက်နေ ው လားအဲ့ဒီထဲမှာ तू တွက်ဆနေတဲ့ထဲမှာ तू သိလိမ့်မယ်ဆိုတဲ့အချက်ပါရဲ့လားအဲ့တကယ်မှန်တာကိုတော့ तू ခြံထားတယ်ကြံထားတယ်အကုန်လိုက်စဉ်းစားနော်တကယ်ဖြစ်နိုင်ရင်ရှိတာကိုတော့ထဲမတွက်ဘူးမသိကြတာတွေကိုတွေးတောပြီးတော့ဒီတိုင်းနေတော့ကုသိုလ်တရားတွေမေ့မနေဘူးလားမေ့နေတယ်ဒီတော့ရှင်အနန္ဒကိုရမြတ်ကသတိပေးတော်မှာဒီမာဒနာဝါနိစ္စဂုဏ်သေးကြီးဒီတတိယပါလေတရားဓမ္မကိုအာယုံပြုတဲ့ကုသိုလ်တရားတွေကိုနှလုံးသွင်းနေအကံကောင်းလို့ကလျာဏမိတ်္တနဲ့တွေ့ရလို့နောက်ဆုံးအချိန်လေးမှာကုသိုလ်တရားတွေကိုနှလုံးသွင်းပြီးတော့ကောင်းရာသုဂတိကိုရောက်ပါလေကသူအတိုင်းသာနေလို့ရှိရင်ကောင်းရာသုဂတိရောက်ပါမလားမရောက်ဘူးအဲ့တော့ကိုယ့်ကိုဒီလိုမျိုးသတိပေးမဲ့သူတဲ့ဘုန်းကြီးတို့ပြိဿမသိကြဘူးနော်အဲ့တော့ဘာသိကြတာလဲဆိုလို့ရှိရင်လက်ရှိဖြစ်ပြနေတဲ့ယုံနာတွေပိဿုပန်ကာလမှာဖြစ်ပေါ်နေတဲ့ယုံနာဓမ္မတွေကိုသိသိချာချာရှုပွားနေတာကသိကြတယ်တို့ကြည့်ဖြစ်စေယုံနာပိဿုပန်ဖန်ပန်ရှုပွားပါဖြစ်စေယုံနာပိဿုပန်ဖန်ပန်ရှုပွားပါဖြစ်စေယုံနာပိဿုပန်မှန်မှန်ရှုပွားပါအခုဖြစ်နေတဲ့ယုံနာနေခုပေါ်နေတဲ့ယုံနာနေပေါ့အခုအာယုံပြလိုက်တဲ့ချိန်ကမှတတိထားပြီးတော့ကြီးတဲ့ချိန်ကမှဖြစ်ပေါ်နေတဲ့ယုံနာတစ်ပါးဒီယုံနာဓမ္မသင်္ခါရသဘောတရားတွေကိုဖန်ဖန်ထထရှုပွားနေတာဒီအကောင်းဆုံးနော်အဲ့တော့တောကဖြစ်စီရလေလာသေးလားသောကဖြစ်ရင်လည်းပဲဘုန်းကြီးတို့ပိဿုပန်ရှုပေါ့နော်ကဒေါသတွေဖြစ်နေတဲ့အချိန်ကမှလည်းပဲဖြစ်ပေါ်နေတဲ့ယုံနာဓမ္မတွေဒီချိန်တွေကမှဖြစ်ပေါ်နေတဲ့စိတ်အစဉ်ဒီခန္ဓာရဲ့ဖြစ်စဉ်ကိုကြည့်နေလိုက်ရင်တတ်တာသွားတယ်နေတာသွားတယ်ပေါ့ခဏကတန်တတိအမကြီးဘုရားရှင်ကိုယ်တော်မြတ်ကြီးဒီတရားတူတူလေးဒီအချက်ကျင်းချင်းလေးဟောလိုက်ရုံနဲ့တရားမရဘူးလားအဲ့ဒါသိကြတဲ့ဤစနစ်ဘုန်းကြီးတို့ပြိဿတွေပဲဒီနည်းလမ်းတိုင်းသာကျင့်မယ်ဆိုရင်လွဲเสียမှားเสียရှိလားမရှိဘူးနော်အဲ့တော့တတိထားအာယုံပြရမယ်ပေါ့ကိုတရားရှိမှတ်တဲ့ချိန်ကမှငါတိတ်ကိုတွေးနေလားအနာဂတ်ကိုမျှော်နေလားငါအမှန်တကယ်ဖြစ်ပေါ်နေတဲ့ယုံနာတွေကိုရှုရလားဘုန်းကြီးတို့ပြိဿပြန်ပြီးတော့စဉ်းစားနော်ပြန်ပြီးတော့နှလုံးသွင်းပြန်ပြီးတော့ဆင်ခြင်ပြီးတော့အတိတ်တွေးနေရင်လည်းမဟုတ်သေးဘူးပေါ့ကဲအနာဂတ်ကိုမျှော်နေရင်လည်းမဟုတ်သေးဘူးခုပေါ်နေတဲ့ယုံနာတွေကိုရှုမှတ်ရမယ့်အလုပ်ဒီငါလုပ်ပဲလို့အဲ့ဒီလိုနှလုံးသွင်းဆင်ခြင်တတ်မယ်ဆိုလို့ရှိရင်ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နဲ့မနေရဘူးလားအဲ့ဒါစိတ်လေးပဲချမ်းသာတယ်ကိုယ်လေးပဲချမ်းသာတယ်ဒီဘဝမှာစိတ်ညစ်စရာစိတ်ဆင်းရဲစရာတောကဖြစ်စရာတွေလည်းအကုန်ကင်းနေနော်ဒါကြောင့်ပိဿုပန်မှာနေထိုင်ပါလို့တတိပေးပြီးတော့ဒီတရားနေကုန်ချုပ်ကြစို့ဘောဓိယပစ္စယဟောတုဣဒံနောပုံညမင်္ဂလံပုံညဘာကံသူလည်းပန်တုပမောတံတုသတေဝကာနောမြတ်မြတ်သာကြီးပါရမီရင်ကျူးဇာတိတုသရောစဉ်ကုသိုလ်ရှင်စနုတ်တို့ဤဣဒံပုံညမင်္ဂလံဗုဒ္ဓံဟောကြားတရားဒေသနာများဝါကိုနာဂမတပြန်ဟောကြား၍ပွားများကျင့်ကြံဘာမန်ကျုကောအထောရတိကုသိုလ်ပုံညမင်္ဂလာတိဘောဓိယသစ္စာလေးဧကတိစဉ်ကိုပြန်ရှင်းဆိုကုသိုလ်ပုရင်တံဘောဓိညာဤပစ္စယဥပနိတယမိယသဖြင့်မောချရာကြောင့်ကောင်းရတဲ့ထောက်ပံ့နေဟောတုစင်စစ်မသွေဖြစ်ပါစေတည်းဣဒံပုံညဘာကိသဗုဒ္ဓဟောကြားတရားဒေသနာများဩဝါကိုနာဂမတပြန်ဟောကြား၍ပွားများကျင့်ကြံထာမန်ကျုကိုအထောရတိကုသိုလ်ပုံညမင်္ဂလာဤပုဗ္ဗကကိုလည်း
သတ္တဝကကပ္ပမနိသမြဝိနည်းများစွာသတ္တဝါအနန္တမန္တမြတို့သည်သူလည်းပန်သူရွှင်လန်းကြည်မြေဝါခွမ်းပုံစီရတဲ့ကဲ့သို့ဤတိဝိစိတ်မှထုံးလျက်အိဋ္ဌယုံတွေ့တို့လုံးမကြည်နုကိုယ်ပိုင်ရယူနိုင်ကြပါစေကုန်သတည်းသူလာတာကိုစီလုံးညီ၍ကြည်သာရွှင်ပြုံးအလုံးမြတ်တို့ရယူကြကုန်ပြီး၍ဗမောဒံတုကိုစိတ်နှပြလွိစားပြီးပြေကကျွဲမှဝမ်းမြောက်နိုင်ကြပါစေကုန်သတည်းဝါဗမောဒံတုလူပြည်ဓမ္မကနတ်ပြည်မှာဆက်သွယ်လျက်ထဲနေပြမချင်းလုံးဘောပြောတဲ့ကဘာတုံအောင်တတ္တဟုံနိယလျံမောက်ပြီလျင်ဝါမြဝါသာပတ္ထနာအောင်စုခါကပြုလျင်သာဓုတံအောင်နမိတ်ဖြင့်အောင်ဒိဋ္ဌိသွန်လောင်းနိုင်ကြပါစေကုန်သတည်း